ဒီနေ့ hospital အကြောင်းကိုရင်းဒီတလောက်လေးချဲပေးရှင်ပါတယ် hospital ဆိုတာပါလေ hospital တက်ဖို့ကောဘာတွေလိုအပ်မှာလဲဘလောက်ကုန်ကြမှာလဲចောင်းပြီးရင်အလုပ်တန်းရမှာလားအဲ့ဒါလေးတွေချဲပေးရှင်ပါတယ် hospital ဆိုတာကစာသွေးလက်သွေးစနစ်တကျတင်ပေးတဲ့ကျောင်းပါလက်သွေးကကြတော့ဒီအလုပ်လုပ်တဲ့နေရာမှာဆင်းရပါတယ်ဥပမာ nursing hospital ဆိုရင်တော့ဒီ aging home မှာဒါမှမဟုတ်ဒီ hospital မှာအလုပ်လက်သွေးလာဆင်းရပါတယ်3နှစ်တက်ရမှာပါရှိုးမနီပြဆရာမလို့ပါဘူးကျောင်းလက်ခလည်းပေးဆရာမလို့ပါဘူးကျောင်းတက်နေတဲ့အချိန်မှာတလကိုလစာယူရို1000ကနေယူရို1600အထိရပါတယ်အနည်းဆုံးတော့စနစ်ဟောင်း10တန်းစနစ်30တန်းအောင်ရပါမယ်အကောင်းဆုံးကတော့ယူနီစကန်ရီယာတီပြီးထားတာကပို့ပြီးမှအဆင်ပြေပါတယ်ဘာကြောင့်လဲဆိုတော့တချို့ကုမ္ပဏီတွေက10တန်းအောင်ထားတဲ့လူဒီစနစ်30တန်းအောင်ထားတဲ့လူတွေကိုလက်မခံပါဘူးအခက်အခဲတွေရှိပါတယ်တကယ်လို့ကိုက10တန်းပဲအောင်ထားတယ်စနစ်အသစ်12တန်းပဲအောင်ထားတယ်ဆိုရင်တော့ဒီရှာလေးလေးလာပြီးတော့မှပဲဒီဂျမန်စာကိုလုံးစေရှင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဂျမန်စာကအရန်ခက်ပါတယ်။စာကိုဒီရှာလုံးမှပဲအချိန်ပေးမှပဲအဆင်ပြေတာမို့လို့ဒီမတိချသေးပဲနဲ့ဂျမန်စာကိုအရင်လုံးလိုက်တာမျိုးဆိုရင်တော့ဒီအချိန်ကုန်ငွေကုန်ဖြစ်မှာဆိုလို့ပါ။ပြီးတော့အမေးထားကြသေးတယ်ရိုးရိုးတက္ကသိုလ်နဲ့ဘွဲရထားတဲ့လူတွေကတဲ့အလုံးနဲ့လာလို့ရလားတဲ့။အဲ့ဒါရင်းတီတလောက်တော့လာလို့မရပါဘူးရှင်။ဒီ hospital နဲ့လာပါလို့အကြံပေးရှင်ပါတယ်ဘယ်လောက်ကုန်ကြမှာလဲဆိုရင်တော့ကိုတိုင်း hospital.de မှာဝင်လျှောက်နိုင်တယ်ဆိုရင်တော့ဒီကုန်ကြစည်တွေမကုန်ပါဘူးဂျမန်စာတင်နန်းကြီးရယ်လေရင်လက်မှတ်ရယ်အဲ့ဒါလေးပဲကုန်မှာပါရင်းက hospital နဲ့လာတာမဟုတ်တော့ရင်းဒီတလောက်လေးပဲချဲပေးလိုက်တာပါလိုအပ်ချက်တွေရှိရင်တောင်းပန်ပါတယ်နောက်ဗီဒီယိုကြရင်တော့ရင်းလစာအကြောင်းပြောပြချင်ပါတယ်ရင်းပြောဖို့မိကြံခဲ့လို့အကြောင်း3နှစ်တက်ပြီးလို့ရှိရင်တော့အောင်သွားလို့ရှိရင်အလုပ်တန်းရပါတယ်ရှင်နောက်ဗီဒီယိုကြရင်တွေ့ကြမယ်နော်